Hello မောင်ဆန်းကြိုက်ကြတဲ့လူရှိလားကျမတော့မောင်ဆန်းကိုကြိုက်တယ်ဈေးထဲမှာလည်းအလွယ်တကူဝယ်စားတဲ့နေရာမရှိတဲ့ခါကျတော့ရှိတဲ့နေရာလဲကောတကူတကတောင်းဝယ်မစားနိုင်လို့စီတီမတ်မှာရောင်းတဲ့မောင်ဆန်းအထုပ်လေးဝယ်ထားပြီးတော့အိမ်မှာလွယ်လွယ်ကူကူလုပ်စားတယ်ပေါ့နော်မောင်ဆန်းလုပ်မယ်ဆိုရင်အမှအလိုလေးရွေးရတယ်ပေါ့နော်စပတ်ခွန်လေးတွေပေါ့အဲ့ဒါလေးတွေရွေးထုတ်ရမှာမုံဆန်းလုပ်ဖို့ကတော့အဓိကတော့အုံဒီနဲ့မုံဆန်းဖတ်ပါပဲမုံဆန်းကဈေးထဲမှာဝယ်ဈေးထဲမှာလည်းရောင်းကြတယ်ဒါပေမဲ့အဲ့ဒီဟာကနည်းနည်းလေးပို့ပြီးညစ်ပတ်မယ်ပို့ပြီးတော့မှပို့ရွေးရတယ်လို့တော့ပြောတယ်ဒါပေမဲ့ဈေးထဲကတော့တစ်ခါမှဝယ်ပြီးတော့မလှုပ်စားကြည့်ဘူးလေအုံဒီကြတော့တလုံးဝယ်ထားမယ်ဆိုရင်2ခါ3ခါပေါ့နော်အိမ်စားဆိုတော့3ခါလောက်တော့ရတယ်အုံကြီးကိုအဲ့လိုတစ်ခါလေးပထမတစ်ခါအတွက်ထားတာပေါ့နောက်တစ်ခါအတွက်ကျတော့ဇစ်အိတ်လေးနဲ့တိမ်မြော့ခဲထားလိုက်စားချင်တဲ့ကယူပြီးတော့မှအခဲပြောင်းလုပ်ပြီးစားလိုက်တယ်ဆိုရင်လုံးမယ်ဆိုရင်အဆင်ပြေပေါ့နော်မုံဆန်းလုံးမလားအုံကြီးပေါက်စီလုံးမလားခုပေါ့မုံဆန်းမှာစပတ်ကွန်လေးနဲ့ပပပဲထွက်တယ်အဲ့ဒါလေးကိုပြလိုက်တယ်ပြီးရင်စကားနဲ့ရေဆေးမယ်ပေါ့နော်နည်းပိုတန့်သွားပေါ့နော်ခပ်ဖွားလေးပဲစိတ်မှာပါတော့သူကအရန်လေးနူးညံ့နေဟိုဟာပွေကအုပ်တွေလို့လေရေနွေးလေးထည့်လိုက်တာနဲ့သူကကြက်သွားတာမျိုးပေါ့နော်အဲဆိုတော့ခါကျတော့ဆေးတဲ့ခါလဲခတ်တွတ်လေးမြန်လေးချင်းပြီးတော့ဆေးပေါ့နော်နေတော့နေလာဆေးလိုက်လို့ဆိုရင်သူကဟိုလေးတန့်သွားတယ်ချင်းရင်းလေးကိုတည်ထားတဲ့ရင်းနွေးနဲ့ရေမြုပ်အောင်လေးထားလိုက်အဲ့လိုမျိုးခဏပဲ10မိနစ်မပြည့်ဘူးเนาะအဲ့လောက်ပဲစိတ်မှာစိတ်နည်းနဲ့လဲဇွန်းနေပေါ့เนาะနောက်ထပ်ဖယ်ရမယ့်အမိုက်လေးပါလေးဖယ်ပေါ့ကြိုင်ခဏလေးအခုရေနွေးပဲတစ်ခါလဲလောင်းပြီးတော့မှတစ်ခါလဲစစ်လိုက်လို့တော့ရတယ်ဒါပေမဲ့အဲ့ဒါကြောင့်နည်းမာတယ်ဒီလိုမျိုးခဏလေးပေါ့เนาะစက္ကန့်30 10မိနစ်လောက်အဲ့လိုခဏစိတ်နေဆိုတော့မုံစမ်းလေးအီလေးရမယ်ပေါ့เนาะဒါကတော့တစ်ခါလှုပ်ရှားကြည့်ပြီးသွားရင်ကိုယ့်ရဲ့အကြိုက်ကိုတိမယ်ပေါ့เนาะကျွန်မပထမတစ်ခါလို့တော့ရေနွေးလေးပဲဒီလိုပဲကျင်းလိုက်တဲ့ဖြောလိုက်တဲ့ပုံခဏလေးပေါ့နော်အခုလိုမျိုးလဲရွေးတော့ခါတဲ့ခါကျတော့မုံဆန်နဲ့မာတယ်အခုလိုခဏပေါ့စက္ကန့်30 10မိနစ်လောက်စိတ်နေတဲ့ခါကျရင်မုံဆန်လေးကလည်းမအီးနေကွတ်ကောက်တွေလိုပဲလေရေလေးနဲ့ခဏလေးဖြောလိုက်တာနဲ့ကွတ်ကောက်တွေကလည်းကြက်တာဆိုတော့မရပါတယ်မုံဆန်လေးတွေကိုရေလေးတွေတေချာစစ်ပြီးသွားတဲ့ခါကျရင်သူ့ရဲ့အဓိကဇက်လိုက်အောင်ဒီရဲ့ချားရဲ့နဲ့ပဲနေလိုက်ရင်ရပြီဒါပါပဲအဓိကတော့မုံဆန်းရင်တော့မုံဆန်း